နံပါတ်9အာမစ်ဆူမီရန်ဖူကြီးလို့လည်းလူသိများတဲ့အာမစ်ဆူမီဟာသူမရဲ့ထင်ရှားလာတဲ့အလှတရားချက်တရရှိလာတဲ့အရက်အမောင်းနဲ့ကြော်ရှင်းတဲ့အသွင်ပြင်တို့ကြောင့်လူအများရဲ့လေးစားအားကြခြင်းကိုခံရသူလေးပဲဖြစ်ပါတယ်ဒီလိုထူးခြားတဲ့အရေးသွေးတွေကပဲသူမကိုသူမခေတ်သူမခါမှာအမြင်အာရုံအရအထူးခြားဆုံးအထင်ပေါ်ဆုံးဂျပန်ကျဲပွင့်တွေကတအူးဖြစ်လာစေခဲ့ပါတယ်သူမကိုဂျပန်နိုင်ငံတိုကျိုမြို့မှာ2000ပြည့်နှစ်နိုဝင်ဘာလ15ရက်နေ့မှာမွေးဖွားခဲ့ပါတယ်အရက်အမောင်းအဖြစ်ခံမှန်းခြေ9ပေနဲ့9လက်မခန့်ရှိပြီးကိုယ်လေးချိန်106ပေါင်ခန့်ရှိတာကြောင့်သူမကိုပြင်းပြဂျပန်အမျိုးသမီးတရုတ်ဆောင်တွေထက်ပိုမိုအရက်ရှိတယ်လို့ယူဆကြပါတယ်ဒီလိုအရက်အမောင်းကြောင့်မို့ fashion show ရှောက်လမ်းပေါ်ကမော်ဒယ်တဦးလိုလှပတဲ့ကိုခန္ဓာအချိုးအစားနဲ့ကြော်ရှင်းတဲ့အချိုးကွေးတွေကိုပိုင်ဆိုင်ထားပြီးသူမကိုမြင်လိုက်တာနဲ့ချက်ချင်းပဲမှတ်မိသိရှိနိုင်စေပါတယ်2020ခုနှစ်မှာသူမပထမဆုံးစတင်ပွဲထွက်လာကြတဲ့ကအာမစ်ဆူမီဟာသူမရဲ့အရက်ရှိတွေလျရတဲ့ကိုလုံးကိုပေါက်နဲ့ခင်မီဆန်းပြတဲ့ရုပ်ရည်သွင်းပြင်တို့ကြောင့်လူအများရဲ့အာယုံဆိုင်မှုကိုအပြည့်အဝဖန်ဆားနိုင်ခဲ့ပါတယ်ဒီအရေးသွေးတွေကသူမကိုခေတ်ပြိုင်နုပညာရှင်များစွာထဲကနေချက်ချင်းဆိုသလိုထင်ပေါ်လာစေဖို့ကူညီပေးခဲ့ပါတယ်အာမစ်ဆူမီကိုလူတွေအထူးသဖြင့်အမှတ်ရစေတဲ့အရာတွေကတော့သူမရဲ့တိမ်မွေ့ကြော်ရှင်းတဲ့မျက်နှာသွင်းပြင်တောက်ပတဲ့အပြုံးနဲ့တဘာဝအတိုင်းစက်တရရှိတဲ့အမူအရာတွေပဲဖြစ်ပါတယ်နံပါတ်6ရီဟိုယာမာတေးသူမကိုတိမ်မွေးတဲ့အလှတရားချက်တရရှိတဲ့အသွင်ပြင်နဲ့ခင်မီဆန်းပြတဲ့ဆွဲဆောင်မှုတို့ကြောင့်အတိမတ်ပြုကြပြီးသူမကိုခေတ်သစ်မျိုးဆက်ရဲ့အထင်ပေါ်ဆုံးဂျပန်ကျဲပွင့်တွေကတအူးဖြစ်လာစေပါတယ်သူမကိုဂျပန်နိုင်ငံဖူကူအိုကာခရိုင်မှာ2000ပြည့်နှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာမွေးဖွားခဲ့ပါတယ်အရက်အမောင်းအဖြစ်ခံမှန်းခြေ9ပေနဲ့9လက်မခန့်ရှိပြီးကိုယ်လေးချိန်109ပေါင်ခန့်ရှိတဲ့ရီဟိုရီအာဟာတွယ်ရတဲ့ကိုလုံးကိုပေါက်ညီညာမြတ်တဲ့အချိုးအစားနဲ့မော်ဒယ်တဦးလိုအသွင်ပြင်တို့ကြောင့်လူသိများပါတယ်သူမဟာတီးတက်တရုတ်ဆောင်တဦးအနေနဲ့2021ခုနှစ်နိုဝင်ဘာလမှာဒီလုပ်ငန်းခွင်ထဲကိုဝင်ရောက်လာခဲ့ပြီးသူမရဲ့တက်ရက်တဲ့ပုံရိပ်နဲ့တဘာဝအတိုင်းစက်တရရှိမှုတို့ကြောင့်လျင်မြန်စွာပဲအာယုံဆိုင်မှုကိုရရှိခဲ့ပါတယ်ရီအာယာမာတေးကိုအထူးသဖြင့်အမှတ်ရစေတဲ့အရာတွေကတော့သူမရဲ့နူးညံ့သိမ်မွေ့ရဲ့မျက်နှာသွင်းပြင်ဖန်ဆားနိုင်တဲ့မျက်လုံးများတောက်ပတဲ့အပြုံးနဲ့အားစိုက်ထုတ်เสียမလို့တဲ့စက်တရရှိမှုတို့ပဲဖြစ်ပါတယ်သူမရဲ့အသွင်ပြင်ဟာခေတ်သစ်ဂျပန်အလှတရားကိုသိမ်မွေ့ပြီးရင့်ကျက်တဲ့အလှပခံစားမှုနဲ့ပေါင်းစပ်ထားပြီးပရိသတ်များစွာအတွက်အမခံဖြစ်စေသလိုအချိန်ကာလကိုကျော်လွန်နေတဲ့အလှတရားတစ်ခုကိုဖန်တီးပေးထားပါတယ်နံပါတ်5ဖူဝါကီအက်သူမဟာစက်တရရှိတဲ့အလှတရားတိမ်မွေ့တဲ့အသွင်ပြင်နဲ့တဘာဝအတိုင်းဆွဲဆောင်မှုရှိတဲ့ကိုရီကိုသွေးတို့ကြောင့်လေးစားအားကြခြင်းကိုခံရပြီးသူမကိုမျိုးဆက်တစ်တွေထဲကအထင်ပေါ်ဆုံးဂျပန်ကျဲပွင့်တွေကတအူးဖြစ်လာစေပါတယ်ဂျပန်နိုင်ငံနီအီကာရာခရိုင်မှာ2000ခုနှစ်မတ်လ30ရက်နေ့မှာမွေးဖွားခဲ့ပြီးအရက်အမောင်းအဖြစ်ခံမှန်းခြေ9ပေနဲ့9လက်မခန့်ရှိကကိုလေးချိန်108ပေါင်ခန့်ရှိတဲ့ဖူဝါကီအက်ကိုတွေ့ရတဲ့မော်ဒယ်တအူးလိုကိုခန္ဓာနဲ့စက်တရရှိတဲ့အချိုးအစားတို့ကြောင့်လူသိများပါတယ်သူမဟာ2021ခုနှစ်မှာလုပ်ငန်းခွင်ထဲကိုဝင်ရောက်လာခဲ့ပြီးခင်မီဆန်းပြတဲ့ရုပ်ရည်နဲ့ဖန်သားပြင်ပေါ်ကစက်တရရှိတဲ့အသွင်ပြင်တို့ကြောင့်အာယုံဆိုင်မှုကိုလျင်မြန်စွာရရှိခဲ့ပါတယ်။ဖူဝါ PF ကိုအထူးသဖြင့်အမှတ်ရစေတဲ့အရာတွေကတော့သူမရဲ့တောက်ပတဲ့အပြုံးနူးညံ့သိမ်မွေ့ရဲ့မျက်နှာသွင်းပြင်ခံစားချက်ကိုဖော်ပြနိုင်စွမ်းရှိတဲ့မျက်လုံးများနဲ့စက်တရရှိတဲ့အမူအရာတို့ပဲဖြစ်ပါတယ်။သူမရဲ့အလှတရားကနူးညံ့သိမ်မွေ့မှုနဲ့ခင်မီဆန်းပြမှုတို့ကိုပေါင်းစပ်ထားပါတယ်။သူမရဲ့အသွင်ပြအပြင်သူမရဲ့တည်ငြိမ်တဲ့ယုံကြည်မှုတဘာဝအတိုင်းပါလာတဲ့ဆွဲဆောင်မှုနဲ့စတိုင်ကြတဲ့တင်ဆက်မှုတို့အတွက်လည်းသူမကိုမကြာခဏချီးကျူးလေးရှိကြပါတယ်။နံပါတ်4မီယိုရှီယာမီနီမီယိုဟာစက်တရရှိတဲ့အလှတရားကြော်ရှင်းတဲ့အသွင်ပြင်နဲ့ခင်မီဆန်းပြတဲ့ဆွဲဆောင်မှုတို့ကြောင့်ဂုဏ်ပြုခံရတဲ့ဂျပန်မော်ဒယ်နဲ့တရုတ်ဆောင်တဦးဖြစ်ပြီးသူမကိုသူမခေတ်သူမခါမှာအမြင်အာရုံအရဆွဲဆောင်နိုင်ဆုံးဂျပန်ကျဲပွင့်တွေကတဦးဖြစ်လာစေပါတယ်သူမကိုဂျပန်နိုင်ငံဖူကူအိုကာခရိုင်မှာ1990ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့မှာမွေးဖွားခဲ့ပါတယ်အရက်အမောင်းအဖြစ်ခံမှန်းခြေ9ပေနဲ့9လက်မခန့်ရှိပြီးကိုယ်လေးချိန်109ပေါင်ခန့်ရှိတဲ့မီယိုအီမာရာဟာသူမရဲ့တိမ်မွေ့ပြီးခင်မီဆန်းပြတဲ့ပုံရိပ်ကိုပုံမထင်ရှားစေတဲ့တွေ့ရတဲ့မော်ဒယ်တဦးလိုကိုလုံးကိုပေါက်ကိုပိုင်ဆိုင်ထားပါတယ်သူမဟာ2020ခုနှစ်အောက်တိုဘာလမှာလုပ်ငန်းခွင်ထဲကိုဝင်ရောက်လာခဲ့ပြီးသူမရဲ့တက်ရက်တဲ့အသွင်ပြင်နဲ့တဘာဝအတိုင်းပါလာတဲ့ဆွဲဆောင်မှုတို့ကြောင့်အတိမတ်ပြုမှုကိုလျင်မြန်စွာရရှိခဲ့ပါတယ်သူမရဲ့ထူးခြားလာတဲ့အလှတရားစက်တရရှိတဲ့စတိုင်နဲ့ဖန်သားပြင်ပေါ်ကတိမ်မွေ့တဲ့အသွင်ပြင်တို့ကြောင့်မီယိုအီမာရာကိုခေတ်ပြိုင်အမှုပညာလောကမှာအလှဆုံးနဲ့အခေတ်မီဆုံးဂျပန်ကျဲပွင့်တွေကတအူးအဖြစ်တဖြည်းဖြည်းသတ်မှတ်လာကြပါတယ်။နံပါတ်3ယူရီကာ ROE သူမကိုအရက်ရှိတဲ့ကိုခန္ဓာရင့်ကျက်တဲ့ခေတ်မီဆန်းပြမှုနဲ့ကြော်ရှင်းတဲ့အလှတရားတို့ကြောင့်လေးစားအားကြကြပြီးခေတ်သစ်ကာလရဲ့အထင်ပေါ်ဆုံးရင့်ကျက်တဲ့ဂျပန်ကျဲပွင့်တွေကတအူးဖြစ်လာစေပါတယ်။ယူရီကာ ROE ကိုဂျပန်နိုင်ငံကာနာဂါဝါမှာ1984ခုနှစ်မေလ21ရက်နေ့မှာမွေးဖွားခဲ့ပါတယ်အရက်အမောင်းအဖြစ်ခံမှန်းခြေ9ပေနဲ့9လက်မရှိတဲ့ယူရီကာ ROE ဟာသူမရဲ့လုပ်ဖော်ကိုင်ဖက်အများပြားနဲ့ချက်ချင်းဆိုသလိုကွဲထွက်သွားစေတဲ့အရက်ရှိမော်ဒယ်တဦးလိုအချိုးကွေးကိုပိုင်ဆိုင်ထားပါတယ်။သူမဟာ2018ခုနှစ်မှာလုပ်ငန်းခွင်ထဲကိုဝင်ရောက်လာခဲ့ပြီးတိမ်မွေ့တဲ့အသွင်ပြင်နဲ့ယုံကြည်မှုရှိတဲ့မျက်နှာစာတို့ကြောင့်အာယုံဆိုင်မှုကိုလျင်မြန်စွာရရှိခဲ့ပါတယ်။သူမရဲ့ကြော်ရှင်းတဲ့မျက်နှာအမူအရာများတိမ်မွေ့တဲ့မျက်နှာသွင်းပြင်နဲ့တည်ငြိမ်တဲ့ကိုယ်ရည်ကိုယ်သွား
ဒီလိုဟာယုံကြည်မှုအတွေ့အကြုံနဲ့အစဉ်တန်းတို့ကိုထင်ဟပ်စေတဲ့ပုံရိပ်တစ်ခုကိုဖန်တီးပေးပါတယ်။သူမရဲ့အရက်ရှည်တဲ့ကိုယ်ခန္ဓာတိမ်မွေ့တဲ့ကြက်တည်ရှိမှုနဲ့ထူးခြားတဲ့ရင့်ကျက်မှုဆွဲဆောင်အားတို့ကြောင့်ယူရီကာ ROE ကိုအလှဆုံးနဲ့အခက်မီဆုံးရင့်ကျက်တဲ့ဂျပန်ကျဲပွင့်တွေကတအူးအဖြစ်တနေ့တခြားအတိအမှတ်ပြုလက်ခံလာကြပါတယ်။နံပါတ်2 Eri Takigawa သူမဟာထူးခြားပြောင်မြောက်တဲ့အရက်အမောင်းခင်မီစံပြတဲ့အလှတရားနဲ့ရေရှည်တည်တတ်တဲ့အမှုပညာတန်းတို့ကြောင့်ဂုဏ်ပြုခံရတဲ့ဂျပန်မော်ဒယ်နဲ့တရုတ်ဆောင်တအူးဖြစ်ပြီးသူမကိုအထူးခြားဆုံးရင့်ကျက်တဲ့ဂျပန်ကျဲပွင့်တွေကတအူးဖြစ်လာစေပါတယ်။သူမကိုဂျပန်နိုင်ငံတိုကျိုမြို့မှာ1980ခုနှစ်မေလ15ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ထူးခြားအမခန်းဖြစ်စေတဲ့အရက်အမောင်း9ပေနဲ့6လက်မရှိတဲ့ Eri Takigawa ကိုသူမခေတ်သူမခါကအရက်ရှည်ဆုံးဂျပန်ကျဲပွင့်တွေကတအူးအဖြစ်ယူဆကြပါတယ်။သူမဟာ2009ခုနှစ်မှာအမှုပညာလုပ်ကိုစတင်ခဲ့ပြီး10စုနှစ်တခုကျော်ကြာအောင်တက်ကြွပါဝင်လှုပ်ရှားနေစေဖြစ်ကသူမရဲ့ပညာရှင်စံမှုနဲ့အချိန်ကာလကိုကျော်လွန်နေတဲ့ဆွဲဆောင်မှုတို့အတွက်လေးစားအားကျခြင်းကိုရရှိထားပါတယ်။ Eri Takigawa ကိုအခြားသူတွေနဲ့တကယ်ပဲကွဲထွက်သွားစေတာကတော့သူမရဲ့ရင့်ကျက်တဲ့ခင်မီစံပြမှုနဲ့ဩဇာတိတ်ကမရှိတဲ့ကြက်တည်ရှိမှုတို့ပေါင်းဆက်ပါဝင်နေခြင်းပဲဖြစ်ပါတယ်။သူမရဲ့မမရှိတဲ့အချိန်ကာလကျော်လွန်နေတဲ့အလှတရားနဲ့တိမ်မွေ့တဲ့ရင့်ကျက်မှုဆွဲဆောင်အားတို့ကြောင့် Eri Takigawa ကိုခေတ်သစ်ကာလရဲ့အကျက်တည်ရှိဆုံးနဲ့အမြင်အာရုံအရအထူးခြားဆုံးရင့်ကျက်တဲ့ဂျပန်ကျဲပွင့်တွေကတအူးအဖြစ်မကြာခဏသတ်မှတ်လေးရှိကြပါတယ်။နံပါတ်1 Mitsuha Ashida ပါသူမဟာမှတ်သားလောက်စရာအရက်အမောင်းကြက်တည်ရှိတဲ့အတွင်ပြင်းနဲ့ခေတ်သစ်အလှတရားတို့ကြောင့်အာယုံဆိုင်မှုကိုလျင်မြန်စွာရရှိခဲ့တဲ့ဂျပန်တရုတ်ဆောင်တအူးဖြစ်ပြီးသူမကိုမျိုးဆက်သစ်တွေကအထူးခြားဆုံးတသစ္စာကျဲပွင့်တွေကတအူးဖြစ်လာစေပါတယ်။မစ်ဆူဟာအာရှိတာဘာကိုဂျပန်နိုင်ငံမှာ2000ပြည့်နှစ်ဇန်နဝါရီလ1ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။အမခန်းဖြစ်စေတဲ့အရက်9ပေနဲ့6လက်မရှိတဲ့မစ်ဆူဟာအာရှိတာဘာကိုသူမခေတ်သူမခါကအရက်ရှည်ဆုံးဂျပန်တရုတ်ဆောင်တွေကတအူးအဖြစ်ယူဆကြပါတယ်။သူမဟာ2023ခုနှစ်မှာလုပ်ငန်းခွင်ထဲကိုဝင်ရောက်လာခဲ့ပြီးသူမရဲ့ထင်ရှားလာတဲ့ကိုယ်ခန္ဓာအချိုးအစားနဲ့ခင်မီစံပြတဲ့ပုံရိပ်တို့ကြောင့်ချက်ချင်းပဲအထင်ပေါ်ဆုံးဖြစ်လာခဲ့ပါတယ်။မစ်ဆူဟာကိုအထူးသဖြင့်အမှတ်ရစေတဲ့အရာကတော့သူမရဲ့အရက်အမောင်းကြက်တည်ရှိမှုနဲ့တိမ်မွေးတဲ့မျက်နှာသွင်းပြင်းတို့ပေါင်းဆက်ပါဝင်နေခြင်းပဲဖြစ်ပါတယ်။မကြဒါသေးမီကမှပွဲထွက်လာသူဖြစ်ပေမဲ့အရက်ရှိရှိဆွဲဆောင်မှုရှိနဲ့အမြင်အာရုံအရထင်ရှားတဲ့အသွင်ပြင်ရှိတဲ့တရုတ်ဆောင်တွေကိုသဘောကျနှစ်သက်တဲ့ပရိသတ်တွေစီကနေအာရုံစိုက်မှုကိုသူမရရှိနေပြီပဲဖြစ်ပါတယ်။ဒီနေ့အတွက်တော့ဒီလောက်ပါပဲတငယ်ချင်းတို့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဆုံးပေါ်ကျေးပွင့်တွေရဲ့အကြောင်းကိုသိရှိနိုင်ဖို့ like share comment ပေးခြင်းနဲ့ subscribe ပြုလုပ်ပေးဖို့မမေ့ကြပါနဲ့နော်။